ဟိုတလောတော့ငါသတင်းတွေမှာမင်းတို့ကြားလိုက်မှာပေါ့ထိုင်းဘက်ကနေမြရီရွှေကုန်းကိုဘက်ကိုမီးဖြတ်လိုက်တယ်အင်တာနက်လိုင်းတွေဖြတ်လိုက်တယ်တဲ့တရုတ်အစိုးရကလေတွင်လှုပ်ဝန်ထမ်းတွေထုတ်ပြီးတော့နေဆက်ဂိတ်တွေမှာဖမ်းဆီးမှုတွေလုပ်နေပြီးတော့တောလန်းတွေအတိုင်းအထုပ်ပိုးတွေနဲ့ပြေးလွှားနေတဲ့လူရန်ရှည်ကြီးတွေသူတို့ရဲ့မျက်လုံးတွေထဲမှာကြောင်ရွံ့မှုတွေပြည့်နေအဲ့ဒီဖျို့ဖျဲဖြစ်နေတဲ့မြင်ကွင်းတွေရဲ့နောက်ွယ်မှာပဲတင်ထက်နေတဲ့နမေဆိုးတစ်ခုကတော့ကြားဖြန်းနေကျွန်တော်တို့မြန်မာတွေပါဇက်ဖျားမှာရေပန်းစားနေတဲ့ဒီကြားဖြန်းဆိုတာတကယ်တော့ဘာလဲဒါကဖုံးဆက်ပြီးတော့ငွေ9သိန်းမဲပေါက်ပါတယ်လို့ပြောတဲ့တာမန်အွန်လိုင်းလိမ်လည်မှုလေးတစ်ခုလားဒါမှမဟုတ်နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာကိုစိန်ခေါ်ပြီးတော့သိန်းနဲ့ချီတဲ့လူငယ်တွေရဲ့အနာဂတ်ကိုဝါမျိုးနေတဲ့ကစ်တစ်ကြုံပြုမှုကြီးလားစဉ်းစားကြည့်လိုက်ကမ္ဘာတစ်ဖက်ခြမ်းကအမေရိကန်နယူးယောက်မြို့မှာနေတဲ့အငိမ့်စားကျောင်းဆရာမကြီးတယောက်သူတစ်သက်လုံးစုထားတဲ့ပင်စင်လစာဒေါ်လာ9သိန်းကိုမြန်မာပြည်တော်မီအလင်းအောင်အောက်မှာထိုင်နေတဲ့အသက်20အရွယ်ကောင်လေးတယောက်ကကွန်ပျူတာလေးတစ်လုံးနဲ့လှမ်းခိုးနေတယ်ဆိုရင်ဒါရိုးရိုးတန်းကပိုင်းနိုင်ကိစ္စမျိုးတော့မဖြစ်နိုင်တော့ဘူးဗျဒီနေ့တော့ဒီကြားဖြန့်လုပ်ငန်းကြီးရဲ့အမြင့်တွေ့ရာဇင်းမြစ်လူတွေရဲ့လောဘနဲ့အထီးကျန်မှုကိုကစားတဲ့စိတ်ပညာပြီးတော့ကမ္ဘာမြေပုံပေါ်မှာမှဘာလို့ကျွန်တော်တို့ရဲ့မြန်မာပြည်ကိုအခြေစိုက်စခန်းပြည့်ရွေးချယ်ခဲ့တယ်လဲဆိုတဲ့အချက်တွေကိုအသေးစိတ်တူးဆွပြီးပြောပြသွားပါမယ်အသိမြင်ထားပါခင်ဗျားတို့မသိသေးတဲ့ဒါမှမဟုတ်သိခွင့်မရခဲ့တဲ့ digital ငရဲခန်းတွေစီကိုကျွန်တော်နဲ့အတူလိုက်ခဲ့ကြပါအောင် The Origin and the Water Flow Theory ပထမဆုံးနာမည်ကနေစကြရအောင်ဆိုကြားဖြန့်ဆိုတာမြန်မာစကားစစ်စစ်တော့မဟုတ်ဘူးတရုတ်စကားလုံးကြားဖြန့်ကနေဆင်းသက်လာတာအဓိပ္ပာယ်ကတော့လိန်လင်ချင်းပေါ့ဒီလုပ်ငန်းကြီးကမြန်မာပြည်မှာစခဲ့တာတော့မဟုတ်ဘူးဗျရေးဆိုတာကမြင့်ရာကနေနှိမ့်ရအောင်စီးစင်းသလိုပဲရာဇဝတ်မှုဆိုတာကလည်းဥပဒေစိုးမိုးမှုအားကောင်းတဲ့နေရာနဲ့ဥပဒေအားအနည်းဆုံးနေရာကိုစီးစင်းလေးရှိတယ်လွန်ခဲ့တဲ့10နှစ်လောက်ကဒီဂိုင်းတွေကတရုတ်ပြည်မှာကြီးတွေမှာဖူကျန်းပြည်နယ်တို့ဘာတို့မှာအခြေစိုက်ခဲ့တာဒါပေမဲ့2015ဝန်းကျင်လောက်မှာပဲတရုတ်အစိုးရက Operation Fort Ham စစ်စင်ရေးလိုမျိုးစီမံချက်တွေနဲ့အကြီးကျယ်နှိပ်ကွက်လိုက်တဲ့အခါမှာသူတို့ပြေးစရာမြေနေရာရှားတော့တယ်အဲ့တော့ပထမဆုံးသူတို့ခြေချခဲ့တာကမ္ဘောဒီးယားနိုင်ငံအထူးသဖြင့်တီဟာနူဗီဆိုတဲ့ကမ်းခြေမျိုးပေါ့အဲ့ဒီမှာတရုတ်ရင်းနှီးမြှုပ်နှံမှုကာစီနိုလုပ်ငန်းဆိုတဲ့ခေါင်းစဉ်တွေအောက်မှာဒီ online ငွေလိမ်လုပ်ငန်းတွေကြီးထွားလာတယ်ဒါပေမဲ့နိုင်ငံတကာဖိအားတွေများလာတဲ့အခါကျတော့ဒီကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဆိုးရလည်းမနေတာတော့ဘဲနဲ့2019မှာ online လောင်းကစားတွေကိုပိတ်ပင်လိုက်တယ်ဒီတော့သူတို့ဘယ်ပြေးလဲအဲ့တော့ဖိလစ်ပိုင်ဘက်ကိုရောက်သွားတယ်ဖိလစ်ပိုင်မှာဖိုဂိုဆိုတဲ့လောင်းကစားလိုင်စင်နဲ့လှုပ်ရှားခဲ့ကြပေမဲ့လည်းဒီအခုနောက်ပိုင်းတမန်မတ်စကိုလက်တက်မှာအကြီးကျယ်ပိတ်လိုက်ပြန်ဒီတော့ကမ္ဘောဒီးယားမှာလည်းနေမရဖိလစ်ပိုင်မှာလည်းကြက်တဲလာတဲ့ရာဇဝတ်ကောင်တွေဘယ်ကိုပြေးကြမလဲသူတို့မျက်လုံးကျသွားတဲ့နေရာကနိုင်ငံရေးမငြိမ်သက်မှုတွေပြည်တွင်းစစ်တွေကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ဥပဒေစိုးမိုးမှုလုံးဝကင်းမဲ့နေတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာပဲ